အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ຫນွေအစ်စ်ဝယ်ခဲ့တဲ့ဒီပေါ့နော် wireless earphone လေးအကြောင်းပေါ့နော်ကောင်းလို့ပေါ့နော်ຫນွေပြပေးခြင်းဒီ wireless earphone တွေတက်တဲ့အခါကျအမြဲတမ်းပြုတ်ကြရပြဿနာပေါ့နော်ຫນွေနာကပဲတခုခုနည်းနည်းပဲဒီအပေါက်ကပဲတေးနေလားဘယ်လိုလဲတော့မသိဘူးပဲခဏပြုတ်ကြတယ်အဲအကြောင်းเนี่ยဘရောမှဒီ wireless earphone ကိုပေါ့နော်ဒီကျိုးမဲ့ဟာမဟုတ်လို့ရှိရင်ဘယ်တော့မှတက်လို့မရဘူးပေါ့နော်ကျိုးမဲ့ဟာမဟုတ်လို့ရှိရင်ပေါ့ကျိုးမပါတဲ့ဟာဆိုရှင်လုံးလို့မရဘူးပေါ့နော်အဲ့တော့အမြဲတမ်းကျိုးပါတဲ့ဟာလေးကိုရတယ်လိုမျိုးလေး level လေးမှာလိုမျိုးလေးမြဲချိတ်ထားပြီးတော့ပေါ့နော်ဒါလေးနဲ့လိုလေးတောင်းတော့ပြည့်ရင်ပြုတ်ကြတာပေါ့နော်ပြုတ်ကြပြီမဲ့ तू ကမပြောက်သွားဘူးလေခုဒီဟာဒုတိယတစ်ခေါက်ဝယ်တာပေါ့နော်ပထမတစ်ခေါက်တော့ဆိုရင် तू ကကြာတာ3လကြာတော့အလေရက်တည်းကနေပြက်ကျိုးကပြက်ချင်သွားတာကွာနောက်ဒီတစ်ခေါက်ဒုတိယဟာလေ3လကြာတဲ့အခါကျတော့ဖြစ်လေဆိုတော့လေးစီကမရှိတော့ပေါ့နော်ဒီနှစ်ချက်မှာပါတယ်ဒီနားဟာလေးကပျောက်ပြီးတော့ဒီဘက်ကမတွေ့ဘူးအဲ့လိုစရာတွေနည်းနည်းရှုပ်တယ်ပေါ့နော်ဒါလေးလည်းကောင်းပါတယ်လက်ရှိဒီနောက်ပိုင်းပေါ့နော်ဒီလိုမျိုးနားကိုဒီညီတို့ဒီငကတ်တက်လိုမျိုးငကတ်လိုပုံစံမျိုးလေးဒီဟာလေးပေါ်တယ်ပေါ့လာပြီပေါ့နော်မြင်ရလားမသိဘူးဒါလေးပေါ်ကလည်းကြာပြီကိုဒီထဲမှာလည်းဘာဝယ်ရမှမသိဘူးဒီလိုဟာမျိုးလေးပေါ့နော်အဲ့နဲ့ကိုရှာရင်ဝယ်လိုက်တဲ့ဟာလေးကကြတော့ clip 1လို့ခေါ်တဲ့ဟာလေးပေါ့တိတ်မကြသေးဘူးထွက်ထားတာထွက်ပြီးချင်းမှာပဲတစ်လအတွင်းမှာတင်ရောင်းအားအကောင်းဆုံးဒီဆိုသူတို့ရထားတယ်ပေါ့နော်2025မှာလဲသူ့ရဲ့အားသာချက်ကအရန်ပေါ်တာဒီလေးချိန်လေးက9 gram ပဲရှိတယ်9 gram ပေါ့နော်အတိအကျဆို9.4ပေါ့နော်အထူးသဖြင့်နွေးဆိုရင်မျက်မှန်တက်ရင်တော့ကိုကဒီနာအနာဖြစ်တယ်ပေါ့နော်မျက်မှန်ဆိုလည်းအရန်ပေါ်တာကိုယူရတယ်ပေါ်တော့ဘာကောင်းလဲဆိုတော့နားမနာဘူးပေါ့နော်တချို့ကတော့တိတ်မသိတာပဲနားပါတယ်နားအရည်ပြားလေးပါတဲ့သူတွေတော့ဆိုရင်တော့အရန်ကိုသိတာတယ်နောက်ထပ်ထူးခြားချက်၄ချက်ကဘေးညာဆိုပြီးမခွဲထားပါဘူးကြိုက်တဲ့ဘက်ကိုကြိုက်တယ်လို့ကောက်တက်လိုက်အောင်ပါပဲ multi point စနစ်လည်းပါမယ် dynamic EQ စနစ်လည်းပါတဲ့အပြင်ဘက်ထရီကလည်းဒီဘူးကနိုင်40ခံပြီးတော့နှစ်ချက်ကကြောက်8နိုင်ခံပါတယ်သူ့ရဲ့ဘူးကဒီ series မှာထုတ်ထားတဲ့ဘူးတွေထဲမှာပေါ့နော်နည်းနည်းအထူကနည်းနည်းလေးပိုထူပါတယ်ပိုထူပေမဲ့ပို့ပြီးတော့လည်းဘက်ထရီအားအကြာကြီးခံတာဖြစ်တဲ့အတွက်ကြောင့်မလို့နေရတော့ဒီဟာလေးကိုပေါ့နော်တစ်ပတ်လောက်နဲ့သုံးကြည့်ပြီးတော်တော်လေးအဆင်ပြေလို့ညွှန်ပေးလိုက်ပါတယ်လုံးပဲကြည့်ရှုပေးတော့ကျေးဇူးအများကြီးတင်ပါတယ်အကိများမိကုန်းလေးတွေရှိတယ်ဆိုလို့ရှိရင်တခြားသိချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်းပေါ့နော်နေ comment မှာရေးထားပေးခဲ့လို့ရပါတယ် bye bye